အားလုံးပဲမင်္ဂလာပါတူးရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်9ရက်2လ2026ကနေပြီးတော့13ရက်2လ2026ထိတပတ်စာနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေပုံကီးတွေအချိန်တွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်တနေ့ကနေနေပုံအတွက်ဆိုလို့ရှိရင်တော့6ခွန်8ကီး305အချိန်ဖြစ်ပါတယ်တနေ့ကနေနေပုံအတွက်ဆိုလို့ရှိရင်တော့6ခွန်8ကီး305အချိန်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေဝင်အတွက်ဆိုလို့ရှိရင်တော့149ကီး305အချိန်ဖြစ်ပါတယ်149ကီး305အချိန်ဖြစ်ပါတယ်ဗျဗုဒ္ဓနေ့နေဝင်အတွက်ဆိုလို့ရှိရင်တော့146ကီး38အချိန်ဖြစ်ပါတယ်146ကီး38အချိန်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေဝင်အတွက်ဆိုလို့ရှိရင်တော့305ခွန်ကီး38အချိန်ဖြစ်ပါတယ်305ခွန်ကီး38အချိန်ဖြစ်ပါတယ်ဗျတောက်ကြနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့249ကီး16အချိန်ကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တဲ့စိတ်ကြိုက်ပတ်တီးလေးလုံးကိုပြောပြပေးခြင်းပါတယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့စိတ်ကြိုက်ပတ်တီးလေးလုံးကတော့3168ဆိုပြီးတော့လေးလုံးရွေးထုတ်ပေးထားပါတယ်3168ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်ဗရိတ်3လုံးလည်းဆက်ပြီးတော့ပြောပြပေးခြင်းပါတယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်ဗရိတ်3လုံးကတော့325ဗရိတ်ဖြစ်ပါတယ်325ဗရိတ်ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်9လုံးအခွေကိုလည်းဆက်ပြီးတော့ပြောပြပေးကြပါတယ်ဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်9လုံးအခွေကတော့13989ဆိုတဲ့9လုံးအခွေဖြစ်ပါတယ်13989ဖြစ်ပါတယ်ဗျဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့တစ်ပတ်စာအကြိုက်ဆုံးအတွက်ကတော့အပူးနဲ့ပါဝါကိုကြိုက်ပါတယ်အပူးနဲ့ပါဝါတွေကိုရွေးထုတ်ပေးထားပါတယ်ဗျဒီတစ်ပတ်အတွက်မထွက်မရှိပတ်တီးနဲ့ဘရိတ်ကတော့ခွန်ပတ်တီးနဲ့ခွန်ဘရိတ်ဖြစ်ပါတယ်competitive နဲ့ complete ဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့305လုံးပိုင်းဖြစ်ပါတယ်305လုံးပိုင်းဖြစ်ပါတယ်ဗျတနေ့ကနေနေကုန်မထိမပေါက်ကီး3လုံးကတော့6ခွန်8ကီးဖြစ်ပါတယ်6ခွန်8ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့2D Winner Telegram Channel 2D Winner Viber Channel ကိုမ join ရသေးတဲ့အကိုဒီမတွေရှိလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရဲ့ man အောက်မှာ link ချပေးထားပါတယ်ကျွန်တော်ရဲ့ 2D Winner Telegram Channel 2D Winner Viber Channel ကိုဒီ link ကနေတစ်ဆင့်ဝင်ပြီးတော့ join လုပ်ရပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာနှစ်ချုပ်ကနေနေနဲ့လည်းအဆင်ပြေကြပါစေအောင်ဝယ်ရကြပါစေအမြတ်ဆုံးများစွာရရှိကြပါစေဗျကျွန်တော် channel ကိုအများအားပေးနေတဲ့အတွက်ကြောင့်လည်းကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်